ကိုင်းတရားကိုဆုံးအောင်စေပြန်တော့3850မိယထာလံအကျယ်ဝန်းသည်မှာ20နဲ့လေးပေမပူမဆောင်မော်တော်ကားလမ်းကအမြောင်ဆွဲကားရဲ့မော်တော်ကားလမ်းကအမြောင်ဆွဲကားရဲ့အတောင်20သာသာလူသွားလမ်းခေါ်နှပေထားတိုင်းကြီးတွေကအကွက်သွားငြိမ်းသည်ဟောတိုင်းကြီးတွေကအကွက်အသွားတွေငြိမ်းကြပါသည်30နဲ့9တိုင်းတန်းစင်ထားဂုံမောင်း30လမ်းပူချပါလို့အခမ်းတရာစင်အားရှိပေသည်ဂုံကြငွေတွေယခုနှစ်တည်မြန်တော့တကရီငါးကျော်ပေသည်ရေမအမြင့်ဝိမြော်မြန်လျင်ရေမအမြင့်ဝိမြော်မြန်40ကျော်ငါးဝီဆုံးပါလို့တရားညို့ရေးခဲ့ပါသည်ဒီပွင့်စာစီနန္တော်ရှိကနာမီမာဟောနန္တော်ရှိကနာမီမာဗျာကဘာရှိဒီရောက်တာပါလေးရွှေကြရဖျားပူပြီးတော့စကိုင်းတရားကူတော့ပြီးလမ်းဆုံးရန်ကုန်လူတွေမသိပြီးနဲ့စိတ်ပြီးနဲ့တနခါလူပြီးတော့စကိုင်းတရားကူတော့ပြီးမေကညာစီယာလူတွေမသိပြီးနဲ့စိတ်ပြီးနဲ့တနခါလူပြီးတော့စကိုင်းတရားကူတော့ပြီးနေညိုညိုငယ်ရေးရွှေဘိုသူတွေလာပြန်ပြီးရာထိပ်မှာထမင်းချက်လို့ဟင်းရွက်ကလေးလဲသွားကူသည်ဗမာပြည်အစားပေါ်သည်နန်းတော်ရှိစီရည်သည်တန်ဆုံးရန်ကုန်မြို့ကကြည်ရန်လာပြန်သည်တရင်မြတ်စကားအင်းဝါရားလို့နှုတ်ချအောင်နှံရှိတဲ့ချက်လို့ဟင်းရွက်ကလေးလဲသွားကူသည်ဗမာပြည်အစမ်းပေါ်သည်နန်းတော်ရှိစီရည်သည်ငန်းဆုံးရန်ကုန်မြို့ကကြည်ရန်လာပြန်သည်တရင်မြတ်စကားအင်းဝါရားလို့တို့များအောင်နှံချီတဲ့ခမတရားဆက်ပြီးပြီသွားမယ်ပြီးပြီငှက်တမ်းမှန်တို့စိတ်ကအိမ်ရရှာပြီခုများတလီဗမာလူပြောလို့အလုံးမရှိတော့တရားကြီးကိုကြည်ကငိုမိသည်ငိုမိပါသည်ဗမာကြီးအစမ်းပေါ်သည်နန်းတော်ရှိစီရည်သည်ကံဆုံးရန်ကုန်မြို့ကကြည်ရန်လာပြန်သည်မင်းမြတ်စကားအင်းဝါရားလို့လူပြအောင်မှချီ
ဆက်ပြီးတဲ့သွားမဲ့ပြီးငှက်တမ်းမှကရုတ်စိတ်ကအိရရှာအခုများတည်းမမာလူမျိုးတို့အလုပ်မရှိတော့တရားကြီးကိုကြည်ကငိုမိသည်ငိုမိပါသည်မမာကြီးအစမ်းတော်သည်နတ်တော်ရှိစီရဲ့သည်နတ်ဆုံးရန်ကုန်မြို့ကကြည်ရန်လာပါသည်မင်းမြတ်တကားအင်းဝငါလိုကြအောင်လား